နင်းဖေးရလားမင်းဖေးရတယ်ဟမ်ရန်ကုန်ဘဲကုမ္ပဏီရတယ်အခုဒါကဘယ်လိုလုပ်တာအဲ့မှာလေဒေါ်လေးကအဲ့3ဆိုပေါက်တယ်ဒေါ်လေးကမသိဘူးမဲနိုင်တာမဲနိုင်တာကိုတဲ့မဲကတော့အလကားနိုင်ရမယ်တဲ့မဲပေါက်လို့ရှိရင်3ခွဲပေးရမယ်ဆိုတော့ဒေါ်လေးကအခုပတ်စံမရှိဘူးစပယ်ကဟိုမှာခဏဒီနားမှာအိတ်နေတာစပယ်ရှိရင်လည်းမလုံနဲ့လို့ပြောမှာစပယ်ဟိုဘက်ကိုဒေါ်ထင်းမြင့်နေဘက်ကိုတွားလိုက်တဲ့အခိုက်ကိုသူတို့ကလာရောစပယ်ကမရှိဘူးအခုဒေါ်လေးကမဲနိုင်လိုက်တော့မဲပေါက်တယ်တဲ့အဲ့ဒါ3ခွဲပေးရမှာမင်းတို့လူတွေဘလို့တွေဖြစ်နေဆိုတော့သိလားမရှိဘူးအဲ့ကြောင့်ဒီဟိုနေနေတာတွေနိုင်ငံရေးရမကောင်းဘလို့တွေဇွတ်တွေလိုက်လို့ကြိုက်တဲ့နေရာတိုင်တော့မပေးဘူးလို့ငါပြောပြီးသားတော့ငါကိုယ်တိုင်ရှင်းမယ်ငါဒေါ်လေးငါရဲလန်းခေါ်ပေးရမလားကိုယ်တိုင်ရှင်းမယ်ခေါ်ပေးရမလားတိုင်နင်တို့ရှိရတိုင်မဟုတ်ခေါ်ပေးလိုက်မယ်တိုင်ဆိုရင်တိုင်ခေါ်ပေးမယ်ခုခေါ်ပေးမယ်ခေါ်မလားငါခေါ်ပေးမယ်ရဲဖုန်းနံပါတ်ရှိတယ်တွားရင်ငါနောက်ကလိုက်မယ်ရတယ်မဟုတ်မင်းဘလို့လူတွေတော့ရောက်နေတာတော့ကဘလို့ဘယ်လိုမျိုးလို့တဲတိုင်လိုက်လို့ဒေါ်လေးလည်းမှတ်ထားဘယ်တော့မှဒါမျိုးတွေဒေါ်လေးလည်းမှတ်ထားတာပေတဲ့ပြောင်းမှတ်ထားဒီဟာမျိုးတွေတော့မလုံးနဲ့စပယ်ကတစ်ခါခံထားပြီးပြီစပယ်တို့ရွာမှာလာပြီးထီရောင်းတော့လဲအဲ့လိုပဲပြီလားဖုန်းကြီးကိုလေအဲ့တော့ဇွတ်အတင်းထီရောင်းတာဖုန်းကြီးက3သိန်းခွဲဖို့3သိန်း6တောင်ဖို့ထိုးလိုက်တာသူတို့ပေးထားတဲ့ဖုန်းနံပါတ်တစ်ခုမှဆက်လို့မရအောင်ပြီလားဘယ်ရမလဲကိုလည်းချက်ချင်းရွာတဲ့ဥက္ကဋ္ဌပိုင်ရွာတဲ့လို့မဲနိုင်တာဘာဆိုင်တော့လို့ဒီမဲဘာချောက်နိုင်မနိုင်နဲ့တိုက်တိုးတော့မတိလို့လောက်တာလို့မတိလို့လောက်တာအားတယ်ပြီလားအားတယ်ငါတို့ဒေါ်လေးကအားတယ်မဟုတ်ဘူးအစတန်တော်တွေကဟိုမှာအစဒီမှာကြည့်လိုက်ဟိုဘက်ဒီဘက်ဖြောင်ပြီးတော့ဟိုမှာစက်ကူကြီးကြနေရတယ်တန်လို့ဆိုရင်မပြောဘူးဒီမှာဟိုဘက်ဒီဘက်ကြည့်လိုက်အမထောင်ကြည့်လိုက်ဟိုမှာဒါမှဖြီဖုံးတဲ့သူများဟာကိုအတိုင်ပဲကြည့်အမဟိုဘက်ဒီဘက်ဖြောင်းနေရပဲအဲ့ဒါကိုတငါတောင်းဘလို့လို့တန်ပါတော့စဉ်းစားကြည့်လိုက်ဘာဒိတ်ထားပြန်ခေါက်လိုက်ပြန်ထည့်လိုက်အမနင်တို့မယူတခုမှမယူနင်တို့ဟာပြန်ယူသွားကျင်းလို့ရှိရင်လည်းမကျင်းတဲ့လို့နင်တို့တိုင်မယ်ဆိုရင်လည်းတိုင်နင်တို့ရှိရတိုင်ငါနောက်ကလိုက်မယ်တိုင်တက်တက်နာတိုင်မပေးဘူးဒီဘက်ဟိုတိုင်ချင်းတိုင်မှာတိုင်ရဲလန်းခေါ်ပေးမယ်ရဲဖုန်းနံပါတ်ရှိတော့တိုင်ရတယ်ငါရှင်းမယ်ဒီတက်တက်နာငါတော်လေးရှင်းကြမလို့ငါတော်လေးကအားဒေါ်လေးဘလို့နိုင်ရတာလဲနိုင်နေတာလားငါတော်လေးအားကြော်ရပြတာနိုင်လေतू ကတော့အားလို့ तू ကမသိလို့နိုင်လိုက်တာသိတယ်မလား သူလည်းသူရှင်နိုင်လိုက်တာ तू ကမသိလို့ तू ကအားတယ်အားတော့ခါကျ तू ကလောက်တာတခုမှမသိမသိလို့ तू ကလောက်တာအဲ့တော့ခါကျတော့ဘာလို့ပြန်တော့လောက်လာပေးလိုက်ပြောတယ်အေးကြီးမပြောတယ်အေးမပြောကြီးမပြောလိုက်တာမပြောတော့လုံးစားတာဘာမှမဟုတ်ဟုတ်ပါတော့လာကြည့်တယ်လာကြည့်ဦးလေးကတမီးတို့ပြန်လာအောင်မြင်မှုလို့လားဘုံရိုက်ထားတာနင်းမီးရမဓာတ်ပုံရတာမဟုတ်ဗီဒီယိုကောရတာမရိုက်တော့ဘာလုပ်ချင်လို့လဲကဲပြောဘာဖြစ်ချင်လို့ရိုက်ထားတာရိုက်တော့ဘာဖြစ်ချင်လို့ဒီလှုပ်စားတဲ့ဟာတွေဒီရိုက်ထားမှရမှာပေါ့လောက်စားတာပေါ့မတန်တဆကြီးမတန်ကြီးတန်ကြီးလာဘာဖြစ်ချင်လို့ကဲရိုက်တော့လူလာခံမှာငါတို့လိုမျိုးလားအားတော့ခံငါတို့လိုမျိုးလူကတော့မခံဘူးရဲ့တလောက်ဒီနိုင်ငံရေးတွေမကောင်းယူတွေဒုက္ခရောက်နေကြတယ်ကြိုက်တဲ့နေရာတိုင်းမပေးဘူးအကျမ်းမပေးဘူးနင်တို့ကြိုက်တဲ့နေရာမှာတိုင်းငါတို့လည်းလိုက်ချင်တယ်အေးပြီးရောအဲ့ဆိုရင်တွားတော့အေးအဲ့ဆိုတွားတော့ရပြီသူတို့ကဘာပြောနေလို့အေးဘာမှမပြောရပြီတွားတော့အောင်ပစ္စည်းတင်ညာမသိပြီးတွားတော့ရပြီဘာတိုင်းမဲရတိုင်းမဲကဟောပေါ့နင်တို့တိုင်ချင်းတိုင်လို့ရတယ်ပြောတာငါမတိုင်ဘူးငါတို့ကမတိုင်ဘူးနင်တို့တိုင်ချင်ဟိုပြဿနာတက်ချင်လည်းတက်လို့ရတာပဲဥစ္စာဘာဖြစ်တာမလို့တက်လို့ရလားပြဿနာမလေးပြဿနာတက်ချင်တက်လို့ရတယ်ဥစ္စာရတာပဲဒီဘာဖြစ်လို့တက်ချင်တက်ပေါ့ဘာမှန်းကြည့်တာမလို့ပြဿနာတက်လို့တက်ချင်တက်လို့ရတယ်တက်ချင်ပြောရဲခေါ်ပေးမယ်ရတယ်တက်ချင်အေးမရှိလည်းမတက်နိုင်ဘူးလေနင်တို့လောက်တဲ့လုပ်ပုံကလည်းကြည်သမ်းမအောင်မဟုတ်တာဆိုဘာစောက်ကလုံးဝနားမလဲလူလာပြီးတော့ခါတော်လေးမှတ်ထားဘာကြော်ညာမှလို့မအိမ်ဝင်းနဲ့ဝင်မခံနဲ့ရှုပ်တယ်ဇရားရှုပ်တယ်ဘယ်ကြော်ညာမှလက်မခံနဲ့အိမ်ဝင်းနဲ့ဘယ်ပစ္စည်းမှလာရောက်လာလက်မခံနဲ့ကောင်းတာဝမ်းတာလိုက်တာငါတို့